လူလောကမှာကျမတို့ပေါ့နော်လူလောကကိုဖြစ်ပွားအောင်ဝေဖွားပေးတဲ့ဖခင်နဲ့ထာဝရအပင်ငရဲမှာလွတ်အောင်တင်ပေးတဲ့ကောင်းကင်ဖခင်ဆိုပြီးဖခင်မျိုးရှိပါတယ်လို့ကျမတို့လူပြအောင်ဝေးပေးခဲ့တာတော့ကျမတို့ရဲ့အဖေအမေပဲပေါ့နော်ဒါပေမဲ့ကျမတို့နောက်ထပ်အဖေတယောက်ရှိသေးတယ်ကောင်းကင်ဖခင်ဆိုတဲ့ကျမတို့ရဲ့ဖခင်ထာဝရသက်ကိုပေးတဲ့ဖခင်ဆိုပြီးကျမအတိတ်ကလေးပေါ့နော်နှမျိုးနဲ့ဒီပေါ့နော်ပြောပြချင်ပါတယ်လို့တချို့ကျတော့ဖခင်ဆိုတဲ့အတန်ကိုကြားလိုက်တာနဲ့မကြားချင်လောက်အောင်မုန်းပြီးတဲ့သူလည်းအများကြီးရှိရပေါ့နော်ဖခင်ကြောင့်တရားတစ်ချက်တွေအများကြီးနဲ့အနှစ်ဆက်တွေခံခဲ့ရအမျိုးမျိုးတွေကြုံခဲ့ရတဲ့ကြတော့တချို့တွေကြတော့လေဖခင်ဆိုတဲ့အတန်မကြားချင်မနဲ့တက်ပြီးသွားတဲ့အရာမျိုးတွေလည်းရှိခဲ့တယ်ဒါပေမဲ့ဖခင်နိုင်မဟုတ်ပါဘူးလို့လူလောကမှာရှိတဲ့တော်တော်များများဖခင်ကကျမတို့သားသမီးတွေအပေါ်မှာမိသားစုအပေါ်မှာတာဝန်ကျေတဲ့ဖခင်အများကြီးရှိခဲ့ပါတယ်လို့ကျမတို့ဥဒ္ဒတိုင်းလို့လည်းအများကြီးခေါ်ပေးတယ်ဥဒ္ဒတိုင်းအိမ်မှာဘလောက်ပဲပေါ့နော်အိမ်ကောင်းနဲ့တိုက်ကြီးနဲ့နေအလောက်ပဲချမ်းသာနေဥဒ္ဒတိုင်းမရှိလို့ရှိရင်ချမ်းစည်းရောမရှိလို့ရှိရင်အဲ့ဒီအိမ်ကဘလောက်မကြည့်တယ်ပေါ့နော်မပြည့်စုံအဲ့လိုပဲကျမတို့ရဲ့မိသားကျမတို့ပေါ့နော်ပြီးပါလိမ့်မယ်ကျမတို့မှာအဖေဆိုတာမရှိရင်လည်းအမေတယောက်နဲ့လည်းအိမ်တိုင်ကမပြည့်စုံအဖေရှိမှာပဲပေါ့နော်ပြည့်စုံတဲ့အိမ်တိုင်မြဲဖြစ်ပါတယ်လို့ကျမအဲ့အဖေနောက်ပေါ့နော်ခေါင်းတိုင်းအိမ်ဆိုတာကတိုင်မရှိရင်ဘရောမအိမ်တိုင်ဆိုတာဖြစ်မလာဘူးပေါ့နော်အိမ်ဆောက်ဖို့ဆိုရင်ဒီဦးဆုံးအုံးမြချတာတိုင်နဲ့ပဲအုံးမြချတာပေါ့နော်အောက်ခြေဖောင်ဒေးရှင်းကတိုင်ရှိမှာတိုင်မရှိရဲတော့ဘေးကနေပြီးအမိုးတွေအကာပေါ့နော်အိမ်ဆိုတာဖြစ်မလာဘူးအဲ့လိုပဲကျမတို့မိသားစုတွေမှာလည်းပေါ့နော်အမေတယောက်တည်းမှမပြီးပါဘူးလို့အဖေဆိုတဲ့ဒီခေါင်းတိုင်းရှိမှတာလေလောကရဲ့ပေါ့နော်မိသားစုဆိုတဲ့အရာလေးကပြည့်စုံပြီးပေါ့နော်ဒီဖခင်ကျွန်မခံစားမှာဖြစ်ပါတယ်လို့မိဘဆိုတဲ့အရာတော့ကျွန်မတွေးတယ်ဟိုတော့မှကျွန်မတို့အိမ်အောင်စကြတာတော့ပေါ့နော်ဘာတွေးလိုက်လဲဆိုသားသမီးရတဲ့ဆိုတော့ငါတို့ကြီးစားမိဘမြတ်တာကိုတော်တော်လေးသိလာပြီပေါ့နော်ကိုခံယူမိတယ်ဒါပေမဲ့ကျွန်မတို့မပြည့်စုံသေးပါဘူးအဲ့ဒီအချိန်ကသားသမီးရပြီငါတို့ရဲ့မိဘအိမ်ကိုငါတို့နားလည်ပြီလို့ထင်ခဲ့မိတယ်ဒါပေမဲ့မပြည့်စုံသေးဘူးပေါ့နော်ဘယ်အချိန်မှပြည့်စုံလဲဆိုတော့ကျွန်မတို့ရဲ့သားသမီးတွေအဲ့လိုမျိုးကျမတို့ရှီရနေပြီးတော့အပြင်လောကကိုရောက်သွားတဲ့အချိန်မှာမိဘရဲ့မေတ္တာဒီလိုလားဆိုတော့နော်ထပ်ပြီးခံစားခဲ့ရတာရှိပါတယ်လို့အရင်ဆုံးပထနာတစ်ခုရွတ်လိုက်ရင်ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့၏အဖလောကရဲ့ဖလာထားပါတော့အခုကျမတို့ကောင်းကင်ရဲ့ဖခင်ဆိုရှင်ပထနာလေးတစ်ခုစပြီးရွတ်လိုက်မယ်ဆိုရင်တော့ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့၏ဖထားပြီးရွတ်လိုက်တဲ့ဆိုရဲပါတော့ဖခင်ရဲ့အကြောင်းနဲ့ပထနာလေးမှာဆိုလို့ရှိရင်တော့ဖခင်ရဲ့အရာကိုပဲဦးစားပေးထားတယ်လောကရဲ့ဖခင်ကကျမတို့ရဲ့ထာဝရအသက်ကိုပေးတဲ့ဖခင်ကြီးကကျမတို့ပေါ်မှာဘလောက်တောင်မှဘလောက်ကျေးဇူးကြီးမှလဲဆိုတဲ့တရားလေးပေါ့နော်ကျမဒီပထနာလေးနဲ့လည်းခွန်အားပေးခြင်းပါတယ်လို့ပြီးတော့ပေါ့နော်ကျမတို့ဒီမလို့နော်တင်းဟုတ်ဆရာကြီးတွေဆိုတာလဲကျမတို့ရဲ့မိဘတွေပါပဲဖေအမေမှကျမတို့ရဲ့မိဘမဟုတ်ပါဘူးနော်တင်းဟုတ်ဆရာကြီးတွေဆိုလို့ရှိရင်လည်းဖခင်တင်းဟုတ်ဆရာကြီးတွေပါပဲသူတို့ကိုလည်းအဖလို့လည်းခေါ်ထိုက်ပါတယ်။ဘာဖြစ်လို့ကျမတို့ရဲ့ဘလို့အကိစ္စမျိုးတွေဘလို့အခက်အခဲမျိုးတွေဒါရေးပဲဖြစ်ဖြစ်နာရေးပဲဖြစ်ဖြစ်လူမှုရေးကိစ္စတွေမှာဖြစ်ဖြစ်အခက်အခဲပေါင်းများစွာကိုလည်းတင်းဟုတ်ဆရာကြီးတွေဖခင်ကြီးရပဲစီမံခန့်ခွဲပြီးအကုန်လုံးကိုဖြည့်ရှင်းပေးတဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့လေးစားထိုက်တဲ့မိဘလို့ခေါ်လို့ရတဲ့အဖေဖခင်တင်းဟုတ်ဆရာကြီးလည်းအဲလို့ကျမပေါ့နော်ထပ်ပြီးပေါ့နော်ခွန်အော်နေဒီဖခင်ကြီးရဲ့အကြောင်းလေးပေါ့နော်ပြချင်ပါတယ်လို့ကျမတို့ပေါ့နော်ကျမရဲ့အဖေဆိုရှင်ကျမတို့လည်းတက်ခတ်ချင်တာပေါ့နော်ကျမရဲ့မိဘဆိုလို့ရှိရင်ကျမတို့ငငယ်တွေကအရင်ကိုပြင်မန်းခဲ့တယ်ဟိုအမေဆိုတော့ပြောတော့စားနဲ့ထမ်းရတယ်ဟိုလူကမဒီစအေးကိုင်းနေဆိုတာလေညလုံးကြီးလည်းထိခိုက်တယ်ဒီပူတော်မှာဆုံးသွားတယ်နေပူလည်းမကြဘူးမိုးရွာလည်းမကြဘူးဟိုနေညဆိုလည်းချမ်းတာလည်းမကြဘူးဟိုနေမွေအောင်နေအမေမှာပေါ့နော်ငွေကြိုက်မှလည်းမကြောက်ဘူးအမျိုးမျိုးနဲ့ပေါ့နော်ပေမဲထုတ်ခံပြီးတော့တာမီတို့အဲ့ကျုံမဆောက်ခဲ့တယ်တချက်မကြီးသွားပေါ့နော်ပေမဲလိုက်အားတော့လည်းမှမကြီးပေါ့နော်တကူဆိုလို့ရှိရင်တော့မှဆိုလို့ရှိရင်ဒါလေးတွန်းနေတာဟမ်းပေမဲနဲ့ဟိုလေရတဲ့အကြီးနုံနဲ့မှာပေါ့နော်အဲ့လောက်ကြီးတွန်းတင်လိုက်ခါမှကြီးရဆိုမှရှိဘူးကျမတို့ပေါ့နော်တာသမီးတွေရအိမ်အောင်တွေချက်ညီးတွေရအခုတတိရောပေါ့နော်ဖခင်မြစ်တာကိုဟို
တော်ရင်ပြတ်သွားတယ်ဆိုတော့ခါမှမရှိဘူးပေါ့နော်အမြဲဘာလေးပဲဖြစ်ဖြစ်ကျမတို့ဘလို့အခက်အခဲဝဲကြုံဆိုဘလို့ပဲရင်ဆိုင်နေအရှိရနေအမြဲအမြဲမရက်တီးပေးခဲ့ပါတယ်လို့ကျမအခုလည်းပေါ့နော်အရင်ချစ်တယ်ကျေးဇူးတင်ပါတယ်အခုပေါ့နော်ကျမအဖေဒီထက်ကျေးဇူးတင်တာဟောနေကျမအဖေကအပင်ငယ်ကိုသူတကယ်လို့နောက်တမလုံးရကျမအဖေဘရောမအပင်ငယ်ကိုမသွားတော့ဘူးနော်ထာဝရတုတ်ကိုသိပါပြီဖျားသခင်ကိုသိတဲ့အခါမှာကျမအယံဝမ်းတာတယ်ကျမမိပါတယ်ငါမိပါတယ်ဖျားကိုသိပါပြီယေရှုခရစ်တော်သိပါပြီငါတို့အဖေသိပါပြီဆိုတဲ့အခါမှာကျမအယံဝမ်းတာလို့မိပါတယ်ကငါတို့ရဲ့အဖေကစီစံမိဘကိုသိတဲ့ဖျားသခင်ကိုသိတဲ့ဖခင်ဖြစ်ပါလားဆိုတဲ့အခါမှာကိုဘောနော်ကျင့်နေမှုရှိရပါတော့သူများအဖေလိုငါတို့အဖေကဘရောမမဆိုးအတဲငါတို့ဘက်မှာမရက်တီးပေးတယ်ရှိရနေလမ်းပြပေးတယ်ဆိုပြီးအမြဲတမ်းကိုယ့်ရင်ထဲမှာပေါ့နော်ကိုယ့်ရဲ့အဖေအမှတ်တွေပေးပြီးဟိုနေဂျေဆုတင်နေတယ်လို့အဲကြောင့်မို့ဒီမှာရှိတဲ့သားသမီးတွေလည်းပေါ့နော်ဖခင်နိုင်ကစိုးတဲ့ဖခင်ရှိသလိုအရင်ကောင်းတဲ့ဖခင်တွေလည်းရှိပါတယ်စိုးနေတဲ့ဖခင်တွေကိုလည်းအပြစ်မမြင်ပါနဲ့ပေါ့နော်ဟိုနေအဖေပြန်လာရင်ဆူတာပဲအဖေပြန်လာဘာဖြစ်တာဘလို့ဖြစ်တာလို့ပြောပြီးမြဲသူတို့ရဲ့ရှင်ထဲမှာနော်ဆိုအရှိမခပြားလေးတွေသွားတယ်ပေါ့နော်တာသမီးတွေသူတို့လူချမ်းနေလို့ပဲအရှိနဲ့နေပေါ့နော်စူးစမ်းပေးတဲ့အမျိုးမျိုးသူတို့အဒီမှာဘလို့ပဲဒုက္ခတွေခံအိမ်ရောက်လို့ရှိရင်ပေါ့နော်သူရဲ့သမီးစားဖို့သူရဲ့ဇနီးများတွေစားဖို့ဆိုတော့နော်တာဝန်မျိုးချေတာလုပ်ပေးခဲ့ပါတယ်လို့အတက်နိုင်ဆုံးပေါ့နော်ဆိုတော့မိဘနဲ့အခုပြောတဲ့အဖေအမေလည်းအရင်ကကျမအမေစတာတော့တဲ့ပြောဖို့မလို့တော့မနော်တရားကြီးကောင်းနေပြီပါဆိုတော့အဖေရဲ့အကြောင်းတော့ဒီနေ့အဖေအားကြောင့်မို့ဒီနေ့တနေ့ထဲမှာပေါ့နော်အဖေရဲ့နေ့မဟုတ်ဘူးနော်ဒီမှာရှိတဲ့တာသမီးတွေကဖခင်မိခင်အစားနေတိုင်းနာရန်တက်ဖို့လိုအပ်ပါတယ်လို့ဖခင်ပြီးခင်ဆိုတော့ကိုတော်သမီးကိုရောမမုန်းလို့ပေါ့အမြဲအိမ်မဲ့ကောင်းတဲ့စပရက်တွေပဲပေးမိပါလိမ့်ပါတယ်လို့အဆက်တောင်းနေပြီပဲမကောင်းတာလုပ်နေပြီလမ်းဘေးမှာတောင်းလို့ဆက်နေပြီဖြစ်အဖေရပါပဲလို့အဲဒီကလည်းကျွန်မခွာပေးခြင်းနဲ့ဒီမှာရှိတဲ့တာသမီးလေးတို့လည်းကိုယ့်ရဲ့မိဘတွေပေါ်မှာကိုပြစ်မှားမိတဲ့အရာတွေရှိရင်အင်းရလက်ရှင်စိတ်ထဲကနေပြီးတော့နော်ဖျားစီလူရှိမှာဝင်စားထားမယ်မှာလောက်ပဲမကောင်းမနော်ကိုယ့်ရဲ့မိဘကိုအဖေတာဒီနေ့အဖေကိုဖားပြစ်မှားမိပါတယ်ခွလို့ပါလို့ကောင်းပေးပါကိုယ့်ရဲ့စစ်တဲ့ဆိုတဲ့စကားလေးပေါ့နော်ပြောပေးပါလို့ရောက်စီတိုင်းရှိဒီမှာရှိတဲ့သူတွေကိုလည်းခေါ်ပေးချင်ပါတယ်လို့ပြောလည်းပေါ့နော်ကျမရဲ့အခုဟောရကဆိုရင်ကျမယောက်ျားနည်းနည်းလေးပဲပြောချင်တာပေါ့နော်ကျမအမေစပင်မဲလေခံနိုင်ရှိလာလို့မင်းတော့မခံနိုင်ဘူးနော်ကြံငယ်ငါခိုင်ရကျမတို့အိမ်မှာအဖြစ်ပြတခုဖြစ်နေကျမယောက်ျားဆိုဖျားเจ้าလုံးဝမတတ်နိုင်ဘူးနော်ဖျားတဲ့ပုတ်ခေါ်တယ်တားနဲ့လေဒီဖျားကြောင်မတက်ဘူးပေါ့နော်သူငါသားရောက်တဲ့နေ့မှာလည်းငါဖျားကြောင်တက်တယ်အဲ့လိုဒီပေါ့နော်သူသားကိုသူရမ်းချစ်အဲ့တားကိုငယ်တော့မှကျမတော့ထမင်းစားနေတယ်ထမင်းစားလို့ရတယ်ကျွန်တော်ထားပြီးဒီနေ့တော့သူ့အဖေအဲ့လိုဒီသူတားသမီးပေါ်မှာရမ်းချစ်တယ်ပေါ့နော်ကျမချစ်တယ်ဆိုပေမဲ့ကျမရင်ထဲမှာမထားဟိုရင်ထဲမှာတိတ်ပြီးလေးမဖော်ပြတတ်ဘူးပေါ့နော်ဟိုနည်းနည်းစကားကျန်းတဲ့နဲ့ဒါပေမဲ့ကျမရကျန်းတဲ့တားသမီးပေါ်မှာပေါ့နော်သူလည်းအရင်ချစ်တယ်တားသမီးမေအမီကျမရိုက်တာတော့မှာပေါ့နော်မကြိုက်တဲ့ဖေပါပေါ့နော်အဲ့ဒါလေးဖလားပဲဆိုမဆိုပေါ့နော်အဖေရောအဲ့လိုဒီမှာရှိရတာသမီးအကုန်လုံးလည်းကျမခွာလေးပေးခြင်းနဲ့ဒီအကြောင်းရောက်တယ်ပေါ့နော်ဖခင်များအကုန်လုံးလည်းပေါ့နော်ဒီမှာရှိရဖခင်မျိုးလည်းကျမချစ်တယ်အရင်လည်းကျေးဇူးတင်ပါတယ်လို့ခွာပေးခြင်းပါတယ်လို့